ကဲဒါတွေကနောက်တာပါ နော် Yangon Galacticos versus Platino ရဲ့ game number 2 drafting ကတော့စတင်ပြီဆိုတော့ Yangon Galacticos ကတော့ blue side မှာရရှိတာဖြစ်တော့သူတို့ရဲ့ first ban နှစ်ခုက Lancelot နဲ့ 4vs ဗျ ဟုတ်ပါတယ်ကဲအဲ့တော့ Platin ဘက်ကလည်းဒီချိန်မှာဘာရှာနဲ့ခါလီယာစောစောစီးလေးပဲဘန်လာတယ်ပေါ့နော်ကဲအဲ့တော့ YG ဘက်က first pick ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်မှာသူတို့ဘက်က နော် Essential first pick လည်းရလို့အားလုံး first pick လည်းထုတ်နိုင်တယ် နော်လောလောဆယ်တော့ ထုတ်နိုင်တယ် အားလုံးတွေ Uranus တွေကလည်းလွတ်နေသေးတယ်ကာလီယာဘန်လိုက်ပြီခုနပွဲရဆိုရင်လည်း Fasa တွေပါလည်းဘန်လာဆိုတော့ Fasa ကိုတော့ဒီပွဲလွတ်ပြီးတော့ front liner ကောင်တွေဘန်မလားနော်အားလုံးတို့CC လည်းမဘန်ရသေးဘူးနော် CC လည်းကြံ CC လည်းလွတ်သေးတယ် Angela ပဲဘန်ထားတယ်နော် Angela ကိုတော့ဒီ meta မှာတော့တောင်းပေးပြီးတော့မကစားချင်ကြဘူးဘာလို့လဲဆိုတော့ကူတောင်းက20ဒီကြားထဲမှာလည်းတော်တော်လေးဟိုမှာအာယုံနောက်တာလည်းရှိသေးတယ်အဲ့ဒါ Purple of the String နဲ့ပြီးလို့ရှိရင် Hot Wave နဲ့လိုက်ပြီး slow တွေလိုက်ပြီးတော့ပေးတာဗျဟုတ်တယ် Angela ကပေးစောလို့မရတဲ့ဒီ matter ဖြစ်နေရေပေါ့နော်အဲ့တော့ Platin နဲ့နောက်ဆုံး last banding လေးပဲကြံတော့တစ်ဖက်က Yangon Galacticos က first pick ဖြစ်တဲ့လျောက်ဒီအားလုံး U9J ကလည်းတော်တော်လေးမြိုင်နေ့တုန်းကဆိုလို့ရှိရင်လေဒီ Ying ကအားလုံး first pick တွေပါယူလေးယူထားရှိရေပေါ့နော် Okay အဲ့တော့ကြောင့်မို့ Platin ရဲ့ the banding လေးကဘာမှဖြစ်တော့မှာလဲဟုတ်တယ်အားလုံး essential ဒါမှမဟုတ်ကျူရှင်းလေးပြောမလို့ပဲရှိသေးတယ်เนาะတခါတည်းတန်ပန်လိုက်ပြီဆိုတော့ YG first pick လေးမှာအားလုံးပဲရွေးချယ်သွားမလားဒါမှမဟုတ်လို့ရှိရင်လည်းခုနပြောသလိုဂျန်ကယ်မှာဟန်ကိုရည်သန်းရှင်းသွားပေးမှာရည်သန်းရှင်းကတော့ဒီ tournament စင်းတွေမှာ first pick ထုတ်ဖို့ဆိုအရင်လွယ်ကူမဲ့အခြေအနေတော့မဟုတ်ဘူးတစ်ခါကပြန်ထောက်မှာပဲเนาะဟုတ်တယ်အဲ့ဒါကြောင့်ဒီ first pick essential tab ပေါ့เนาะဒီအားလုံးလေးပါလေးပဲသွားလိုက်မလားဒါမှမဟုတ်လို့ရှိရင်လည်းအားလုံးကိုရွေးချက်ရှိပေးပြီးတော့သူတို့တကောင်နဲ့ပြန်ထောက်ဆော့မလားဒါလည်းရှိသေးတယ်ဟုတ်တယ်အဲ့တော့ Phobias တွေပါလေဘန်နာဆိုသူတို့အားလုံးပဲယူမလားအားလုံးယူများတယ် Phobias နဲ့ဆိုရင်အားလုံးကနည်းနည်းလေးထိန်းရတာအာယုံနောက်တယ်ဆိုပြီးမှလည်းchip ပဲထိန်းယူတာเนาะ chip ကိုပဲဒီနေ့ပွဲစဉ်မှာ Yangon Galacticos တဲပြီးစော့နေတဲ့အနေအထားလေးတော့သွားပြီးတွေ့ရတယ်ဗျငကိုရဲကနော်ဒါလှုပ်ရှားရှားလှုပ်လို့ကောင်းတဲ့ကောင်းပါဆိုမှ expanding river map ကြီးနေဆိုတော့ဒီ chip ကတော့တမေဖုံလုံးကိုလှည့်ပတ်ပြီးသွားတော့မှာပဲအပေါ်လန်းကနေအောက်လန်းကို30စက္ကန့်အတွင်းရောက်လာတယ်လို့ပေါ့ဒါတွေလာတော့မှာဗျာနော်ဟုတ်ပါကဲအဲ့တော့ okay Yangon Galacticos ကတော့ခုနကတော့လည်း chip အခုပွဲလဲ chip ဆိုတော့တစ်ဖက်က Planet ဘက်ကဒီချိန်မှာတသိချာလေးရွေးချယ်မှာရတော့မယ်ဒီ chip drop ကိုသူတို့မဖြည့်ရှင်းနိုင်ဘူးဆိုလို့ရှိရင်သူတို့ရှေ့ပွဲတုန်းကလိုမျိုးပဲထပ်ပြီးခံရလိမ့်မယ်အဲ့တော့ဆိုတော့ chip ကိုရင်တော့ဘာတွေနဲ့ပြန်ပြီးကောင်တာလုပ်လဲဆိုမလိန်နဲ့မှာကမလာနဲ့ပြန်ပြီးတော့လုပ်တယ်မလိန်မှာဆိုရင် Framis တို့ဘာလို့နဲ့ပြန်ပြီးကောင်တာလုပ်တယ်ဒါပေမဲ့ဒီ hero တွေကလည်းလက်ရှိ meta မှာသုံးဖို့ကအရင်အဆင်မပြေဘူးဆိုတော့ Platin ဒီရွေးချယ်လိုက်တဲ့ hero လေးကတော့တော်တော်လေးကိုမကောင်းဘူး Ruby Gold Lane နဲ့ Essential Jungle ဆိုတော့ Ruby ကလည်းတစ်ဖက်ကပေါ်လာတဲ့ hero တွေအကုန်လုံးပြန်ပြီးထိန်းထားလို့လည်းကောင်းတယ် Essential ကလည်း Vision Reveal လုပ်လို့ရမယ်အဲ့တော့တော်တော်လေးကောင်းတဲ့ hero pick နှစ်ခုလို့တော့ဆိုရမယ်ဗျချက်ချင်းတန်းယူလိုက်တာနော် Ruby Essential ဘာလို့ဆိုတော့ဒီ tab pick တွေနောက်ပြီးတော့မှထပ်ထုတ်မယ်ဆိုလို့ရှိရင် benefits တွေရောက်သွားနိုင်တယ်အဲ့တော့တခါတည်း Ruby Essential တန်းယူလိုက်တာ YG ဒီအချိန်ဒီမှာ Ruby Gold Lane ကိုရှင်းကျင်တယ်ဆိုရင်တော့ Lunos လေးတော့ကြံသေးတယ်ဗျာ Lunos ရှိအောင်မယ်ဒါပေမဲ့လေမနေ့တုန်းကအဲ့လိုမျိုးဖြစ်လို့ Ruby ကို EXP ပို့လိုက်တဲ့ပွဲလေးတွေရှိခဲ့ဘူးပဲဒါပေမဲ့အရင်တော့အဆင်ပြေသွားခဲ့ဘူးပေါ့နော်အဲ့တော့ okay Yangon Galacticos ဒီချိန်မှာအားလုံးကတော့သေချာပေါ့သူတို့အနေနဲ့ယူသွားပြီးပြီဆိုတော့ထပ်မှန်ပြီးတော့နော်ဒါ stage ရဲ့ goal lane မဲ့ထုတ် okay ကလောက်မြင်ချင်နေခဲ့ရနော် stage ရဲ့ signature ကလောက်ကိုတော့ဒီနေ့ပွဲစဉ်မှာပြန်လည်ပြီးတော့ပဲမြင်တွေ့လာပါပြီဟုတ်ပါတယ်ဆိုတော့ဒီဘက်မှာလည်း Ying အနေနဲ့ကလည်း signature အားလုံးရရှိထားတယ် Platin ဒီ pick လေးပြီးရင်တော့ first picking phase ကတော့ပြီးဆုံးတော့မယ်ဗျဟုတ်ပါတယ်ကဲအဲ့တော့ 1G ထုတ်လာတဲ့ draft ကတော်တော်လေးမိုက်တယ် chip ကောနောက်ပြီးတော့ cloud ကောအားလုံးပေါ့နော်ဒီ chip နဲ့ cloud ကလေပြောမှဆိုလို့ရှိရင်ဒီ lane split ဖို့လည်းတော်တော်လေးကောင်းတယ်ဟုတ်တယ်သူတို့ကဗတဲ့ကိုနိုင်အောင်ဆိုင်မဆိုင်လို့ရှိရင်လည်း lane split မယ်တကယ်လို့ team fight တွေချမဲ့အခါမျိုးတွေကြားလို့ရှိရင်လည်းအဓိက cloud ရဲ့ blazing jewel AOE အဲ့ဒါတော်တော်ဆိုးတယ်နော် blazing jewel ဝင်ခွဲပြီးတော့ damage တွေဖြာကနေဝင်ပြီးတော့ပေးလို့ရမယ်ဆိုတဲ့အနေအထားမျိုးလေးသွားပြီးတည်ထားတယ်ဆိုတော့ YG အခုယူလာတဲ့ first 3 pick ကကစားကွက်3ခုလောက်ကိုအသာလေးဖော်လို့ရတယ်အဲ့တော့တစ်ဖက်က Platin ကလည်း tab pick လေးကိုသူတို့ Methara လေးနဲ့ပြန်ထောက်ထားတယ်ဆိုတော့ Methara Essential လောလောဆယ်သူတို့ EXP မှာ Methara နဲ့တွဲဖို့ရာအတွက် 4vs ကလည်းမရှိတော့ဘူးအဲ့တော့နောက်ထပ် hero ရယ်လို့ကြည့်ရမယ်ဆိုရင်တော့ Uranus လပူအဲ့လောက်ပဲရှိတော့မယ်ပေါ့နော်ပြီး Asmarita ရှိမယ်ဒါပေမဲ့ Asmarita ကလည်းဒီပွဲမရတော့ဘူးမလွယ်ဘူးဘာလို့ဆိုတော့တစ်ဖက်မှာ Alon နဲ့ Asmar ကြောက်လေရှင်ပြီးထိမ့်မှုရတော့ကြအရင်လွယ်မှာမဟုတ်ပေါ့နော်အေး okay သူတို့ကိုယ်တိုင်ပဲဘာလို့ဆိုဒီ Methara ရှိတွေဘာတွေကိုပြန်ပြီးတော့ပေါ့နော်ဒါ counter ထောက်မှာဆိုလို့ Asmarita ကိုPlatin နေနဲ့ပဲပြန်လည်ပြီးတော့ဖန်သွားခဲ့တယ်ဆိုတော့ okay YG ဒီချိန်မှာ fourth ban လေးကိုရွေးချယ်ရတော့မယ်တစ်ဖက်ကမလိမ့်မထွက်သေးဘူးခုနပြောတဲ့အတိုင်းပဲเนาะ Methara နဲ့တွဲလို့ကောင်းတယ်လပုတော့သူတို့ကအပြန်လာမယ်ပိတ်သွားတာတွေ့လိုက်ရတယ်လပုကိုဖန်သွားပြီဆိုတော့ဒီချိန်မှာလေ Methara နဲ့အရင်ကြီးတွဲလို့ကောင်းတဲ့ EXP က
အဓိကသူတို့ဒီမတရာနဲ့တွဲပြီးတော့ ESP ကိုရှေ့ initiate ပြီးတော့ဗတဲ့ဖန်တီးခိုင်းမှုပေါ့နော်မတရာနဲ့တွဲတကယ်လို့ဒါလေအစမပြေတော့လို့ရှိရင်သူတို့က Rubio ESP ပို့လိုက်ပြီးတော့လုံမာအပိုင်းမှာဂါဒူကချာလေးများပြန်ပြီးထုတ်ရှင်နေတာနော်ဒါလေးလည်းကြည့်ရမယ် Plan ရဲ့နောက်ဆုံး last ban က join ကိုတော့လောလောဆယ် ban လိုက် Ruby ESP ကအဆင်ပြေပါမလား Ruby ESP ကအားလုံးနဲ့ဆို spare part 2កောင်နော် Sustain Hero 2កောင်သွားပြီးတော့တွေ့မှာဆိုတော့ထိန်းတော့အစင်တော့ပြေဒါပေမဲ့ lane gang လုပ်တဲ့အပိုင်းတွေမှာတခြားတော့ကြည့်ရမယ်ပေါ့နော်ဒါလည်း player တွေရဲ့ individual နဲ့လည်းဆိုင်သေးတယ်ဗျဟုတ်တယ်အဲ့တော့ဒီ Ruby က goal line မဲ့ဖြစ်သွားမလား ESP ဖြစ်သွားမလားတော့ဒါကျန်တဲ့ drafting လေးမှာကြာပြီးတစ်ချက်စောင့်ကြည့်ရမယ်ဆိုတော့တစ်ဖက်ကရန်ကုန် Gladiators ရဲ့နောက်ဆုံး last banning လေးတစ်ဖက်မှာ mid lane နဲ့ဒါပြောမလို့ ESP လား room လား sorry ဒီ ESP လား mid လားမက်လာကိုလာเนาะအဲ့လိုမျိုးနည်းနည်းဒီ confused တော့ဖြစ်နေသေးတယ်ဆိုတော့ခုနပြောတဲ့ CC ကတော့နောက်ဆုံး last ban လေးမှာတော့ထည့်သွင်းသွားပြီဆိုတော့ okay planning second ban second picking phase မှာပြန်ပြီးတော့ pick ရမယ်ဆိုတော့အရင်ဆုံးသူတို့ Milane ကိုတော့အရင်ဆုံးယူမတော့ရလိမ့်မယ်ပေါ့နော်အဲ့တော့ Milane ဆိုရင် Fasa တကောင်ကြာအောင်မယ် Valentina ရှိမယ်Fasa Valentina ဒီ Fasa Valentina နောက်ပြီးတော့ Cardia ဆော့ခြင်းလည်းဆော့လို့ရတယ်ဟုတ်တယ်ဒါပေမဲ့ဒီ Valentina လေးကတော့ဒီပွဲကောင်းတယ် Okay Fasa ပဲသူတို့အနေနဲ့ရွေးချယ်သွားရပေါ့နော်တစ်ဖက်ကလူတွေ chip တွေပါနေပေါ်တယ်ဖွင့်ပြီးလိုက်ဆိုင်မယ်အနေထားမှာ Fasa အနေနဲ့เนาะအဝေးကနေလှမ်းပြီး zone လေးလုပ်မယ် air strike တွေပြန်ကျဲမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ draft ကိုတော့စပြီးတည်တာဒီ Ruby ကတော့ goal line ဖြစ်မလားASB ဖြစ်မလား goal line ဖြစ်ဖို့လည်းများပါတယ်ဘာလို့လဲဆိုတော့ Mathera နဲ့တွဲထားဆိုတော့လေ goal line မှာနည်းနည်း baby sitting လေးလုပ်ပြီးတော့ team fight လေးလိုက်ဆိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာနော်ဟုတ်တယ်ဒါပေမဲ့တစ်ချက်တော့ကြည့်ရအောင်မယ် Platin ရဲ့နောက်ဆုံး draft ဖို့မူတည်ပြီးတော့ဒီ Ruby ကပြောင်းလဲသွားမှာမျိုးဆိုတော့ okay ရန်ကုန် Gladiators ရဲ့ mid lane ကဗမာထွက်တယ်ဒီချိန်မှာ Lina အနေနဲ့Novaria တို့ဘာပဲပြန်သွား Novaria အရင်မကောင်းဒီပွဲ Lucas ပဲ Okay Lucas ပဲပြန်ပြီးထုတ်လာခဲ့ဆိုတော့ဒါ Lucas chip ဒီ combo ကိုကြာပြီးတော့ပြန်ပြီးတော့မြင်ရအောင်ဒါပေမဲ့ပိုဆိုးလာတခုကအားလော်ကြီးပါလိုက်လာတာအားလောပါလာမှာအဲ့ဒါကတော်တော်လေးအနေများဆို mid lane က Valentina ထုတ်လိုက်ရင်လည်းကောင်းတယ်ဟုတ်တယ် Valentina လေးကြိုက်တယ်တစ်ဖက်က Fasa Airstrike ကိုပြန်ယူလို့ရတယ် Valentina เนาะတခါလေး Airstrike လည်းယူလို့ရလို့ Orphan နဲ့လည်းเนาะပြန်ပြီးတီးထုတ်လို့ရတယ်အဓိက drafting မှာ YG ကတကွက်လောက်လာတာရှိတယ်ဘာလဲဆိုတော့တတ်မှတ် Fasa ကိုဆွဲထုတ်နေတာအဲ့ဒီ Fasa ထွက်လာတဲ့အချိန်ကျမှ Lucas ကိုထုတ်ပြလာတာဗျအဲ့ဒါနင်မဆိုရင်တကယ်လို့သာ Fasa ကိုသူတို့ထုတ်မထုတ်ခိုင်းဘူးဆိုရင် Valentina ပြန်လာလို့ရှိရင် Lucas နဲ့ Valentina နဲ့ရှင်းနေရမှာเนาะအဲ့တော့ဒီ draft သွားတဲ့ပုံစံလေးကတော့တော်တော်လေးကောင်းတယ် planning နောက်ဆုံး last pick တကောင်ပဲကျန်တော့တယ်ဗျ ESP ပဲကျန်တော့မယ် ESP ကhater တော့ဘာလို့လဲရှိအောင် hater Uranus လည်းကျန်အောင်မယ်ပဒန်း okay ပဒန်းနဲ့ပဲဟုတ်တယ်နော်ပဒန်းနဲ့လည်းကောင်းတယ် offer ဆွဲပြီးတော့ခြံခတ်ဒီ face front ပေးမယ်ဆိုလဲ combo တစ်ခွက်တော့ဖြစ်တယ်ဒါပေမဲ့လည်းတိတ်ပြီးမလွယ်တာကခုနပြောလို့ Lucas ရဲ့ flash combo ကလာမယ် stand တွေဒါကိုဘယ်လိုဖြည့်ရှင်းသွားမလဲဆိုတော့ကျွန်တော် in game မှာကြည့်အောင်မယ်ဗျဟုတ်ပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့ drafting phase လေးကပြီးဆုံးလို့သွားပြီပေါ့နော်တော်တော်လေးမိုက်တဲ့ draft အလန်းလေးတွေကိုဒါထုတ်ပြလာခဲ့တာဆိုတော့ဒီ game number 2မှာဘယ်သင်းကဥဆောင်သွားမလဲဆိုတာကိုအကောင်းဆုံးတင်ဆက်ပေးမယ် Caster နဲ့ video တို့ကြာပြီးတော့ in game နဲ့မှာသွားကြည့်လိုက်အောင် Welcome back to game number 2ကျွန်တော်တို့ Best 3 series ရဲ့ game number 2ကတော့ပြန်လည်ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ် YG ကတော့ပြီးခဲ့တဲ့ပွဲ game number 1က draft time ပဲ Chip နဲ့ Lucas တို့ရဲ့ဒီ close range control ဘိုင်းတို့ကောင်းကောင်းကြီးပြန်ပြီးတော့ဒါဦးစားပေးရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဗျာ Chip ကိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာဒီ Badan တို့ဒီဘယ်လိုပြောအားလုံးနဲ့ပြန်ကာခဲ့တဲ့အပိုင်းလေးတော့ရှိတယ်ဒီနေရာမှာ Paladins က Badan Ruby နဲ့ပြန်ကာခဲ့တယ်ဆိုတဲ့အခိုက်အတန့်မှာမသေးတာလည်းပါသေးရဆိုတဲ့အချက်ကျွန်တော်တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းသွားပြီလို့ပြောရမှာဗျ Ruby goal line ဘာဆက်ဖြစ်ကြမလဲ Best of 3 series ရဲ့ game number 2ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လန်တော့ down ထဲမှာတော့ Shanghai Gladiators ရဲ့အချစ်တွေကိုတော့ဆက်လက်ပြီးတော့တွေးရှိရအောင်ပါလားเนาะကျွန်တော် game number 2မှာဆက်ပြီးတော့ကြည့်ရမယ်သူတို့ကဒီနေ့ပွဲစဉ်အတွက်တည်လာခဲ့တဲ့ Need State ပိုင်းဆိုင်ရာမှာတော့ကျွန်တော် Chip နဲ့ကျွန်တော်ပြန်ပြီးတော့တည်လာခဲ့တယ်ပေါ့ဗျာ Chip နဲ့ Lucas ဆိုတာရိုးသားဆုံးကျွန်တော်တို့ပြောလို့ရတယ် game number 2မှာလည်းကျွန်တော်ဒီပွဲမှာပြန်ကာထားဖို့အတွက် Valentina မှာထုတ်ခဲ့တာဗျာအခုကျွန်တော် Paladins နေနဲ့တော့ကျွန်တော်ဒီပွဲမှာလည်းရင်ဆိုင်မှုတော့ခက်မယ်နေတူတယ်ဗျာရင်ဆိုင်မှုကခတ်ပါပဲလေဒီကသူကဒီ Chip နဲ့ Lucas နဲ့ Cloud နဲ့ဆိုတော့အဲ့လိုမျိုး shortcut ပြီးအဲ့ shortcut လေးဖွင့်လိုက်ပြီးဆိုတော့တန်းပြီးတော့ပုံဝင်ကျုံးမဲ့အနေထားမျိုးလောက်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုလည်းသူတို့ပြန်ပြီးတော့ကာလာတာက Badan နဲ့ Ruby ပေါ့နော်အဲ့လိုမျိုး AoE spell လေးနဲ့ပြန်ပြီးတော့ကာလာမျိုးလေးတွေ့ရတယ်ပြီးတော့ဒီ map control ရဆိုလို့ရှိရင်လည်း early game တွေမှာ YG အနေနဲ့ကနည်းနည်းလေးပို့ပြီးတော့အဲ့ river တစ်လျှောက်ကိုလွှမ်းမိုးခြင်းတဲ့သဘောလေးတွေ့ရတယ်ဒါပေမဲ့ဒီ Medira လေးကစောင့်ကြည့်အောင်ဟုတ်တယ်ဒါပေမဲ့တခုလေးစဉ်းစားမိတာရှိတယ် Paladins ကကျွန်တော်တို့ဒီမနေ့ကလည်းရှုံးပွဲကြုံထားတယ်ဒီခု game 1လေးရှုံးထားတယ်ဗျာ season 1တုန်းက Paladins ကတကယ်ကျွန်တော် Dan Host ဖြစ်ခဲ့တဲ့အသင်းကြီးတွေအများကြီးကိုဒုက္ခပေးခဲ့တယ်ဒါပေမဲ့သူတို့ရဲ့အဓိကကစားသမား Jungler Yuri မရှိတဲ့အပိုင်းတွေမှာတော်တော်ရုန်းကန်နေရတယ်လို့ကျွန်တော်တွေးမိရဗျာ
ဟုတ်တယ် ကဲရုံးကန်နေရဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေများဆက်ပြီးတော့ဖြစ်နိုင်အောင်သွားကြမလဲပေါ့နော်ဘမ်ဂျီကတော့သူ Forza နဲ့ပါလာခဲ့တဲ့ဆိုတဲ့ခိုက်တဲ့တစ်ခုမှာတော့ level 4 time မိနစ်မှာဒီ duel လုံးတွေက Jungle Skirmish နဲ့ပတ်သက်ပြီးတော့အများကြီးသွားလို့ရမှအနေထားမျိုးလို့တော့ခံစားရတယ်ဗျအပေါ်မှာတော့ Ban 1လေးစပြီးတော့ညှိနေတယ်မင်းမော်ဒီ Crash Drive ဒီမှာတစ်ဖက်ကလည်း Lina ပြန်ပြီးတော့ရှိနေစေပဲဆိုတော့ Forza ဒီ Energy Impact နဲ့ Rage Control ပို့ပြီးတော့အားကောင်းနေသေးရဆိုပေမဲ့သူအရင်ကတော့ lane နဲ့ control ဘိုင်းနေမှာလွယ်ကူနေသေးတဲ့အနေထားမျိုးတော့သိမဟုတ်ဘူးပေါ့နော်တစ်ဖက်မှာလည်းရည်သက်ရှင်းနေတဲ့လေတစည်းလေးပါလေးပြန်ပြီးတော့စားရခဲ့တဲ့အပန်းလေးတွေရှိသွားပြီအောင်မလဲ blink AC လေးသွားနေခဲ့တဲ့ခိုက်တာတစ်ခုပါ front runner ကောင်တို့ဒီ level ပြန်ရအောင်တော့ 1G စပြီးတော့ပေးနေမယ်အနေထားမျိုးလို့ပြောရမယ်ဗျဆိုတော့ first starter fight ကတော့နှစ်သင်းစလုံးတို့အတော်တော့အရေးကြီးတဲ့အနေထားတစ်ခုလို့ပြောရလိမ့်မယ်တစ်ဖက်မှာတော့ Paladins ရလိုက်မယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ making time မျိုးကိုနည်းနည်းလေးစပြီးတော့ဥဆောင်နိုင်မယ်ပေါ့လေ နင်းရဲ့ ultimate ရောက်သွားပြီနော်ကျွန်တော် first starter fight ကပြေးဆိုင်လို့ရတယ်ဗျာ Crash Core တွေကျွန်တော် overdrive တွေခေါ်လို့ရရဆိုရင် Paladins ကိုတော့ zone area control ရအကောင်းဆုံး mount ထုတ်ထားသေးရဆိုတော့ YG first starter တွေကတော့တတရာလေးယူလို့တော့ရသွားပြီဗျာ ဟုတ်တယ်နော် Starter fight ကတော့ battle spell အနေနဲ့လည်းဒီဘန်ဂျီအနေနဲ့ဒီတစ်ခေါက်မှာ flicker တွေပါပေးခဲ့ရဆိုတော့ပြီးတော့သူ level 4ကလည်းငယ်လေးနောက်ကျနေပြီ blue bar မှာတက်ပြီးတော့ dive ဖို့တော့ကြိုးစားနေရပါတော့အမ final flash ပါသွားပြီရှီသူတန်းတက်တာဗျနောက်မှလည်း flash combo တန်းသုံးနေအိုး but epic grab မှာ3 man party နေရဗျ for the air strike flash combo ပြန်သုံးသွားတဲ့နောက်မှာတော့ Hiroke အော်2 for 2လောက်ထိကိုတော့ပြန်ပြီးတော့ကြာသွားတယ်ဗျ2 for 2 trade ထပ်ပြီးတော့ရရှိခဲ့တဲ့ character တစ်ခုမှာတော့ Banji နောက်ကပါလာခဲ့တဲ့ Forza Astra နဲ့တစ်ဖက်က Badan ဝိုင်းပြန်တန်းလာခဲ့တဲ့နောက်က Fish Crack တွေကအတော်လေးပြန်ပြီးတော့ combination သွားနိုင်ခဲ့တဲ့အနေအထားမျိုးတွေကိုစတွေ့လိုက်ရတယ်ပေါ့နော်အပေါ်မှာလည်း Security ရဲ့ Ruby ပြန်ပြီးတော့ combination ပါလေး Novel Skirmish ကိုလာနိုင်မယ်ဆိုလို့ရှိရင်တော့မစိုးဘူးဗျနောက်မှလည်း Crash Core Drive ဆက်ပြီးတော့ပါလာခဲ့တဲ့ character တစ်ခုမှာ Ruby နိုင်ငံလေး area များသွားတဲ့ 4v1 နောက်ရှော့ light chain နေခဲ့တဲ့ character မှာအတော်လေးနောက်ကျတယ်ဗျ Lina နဲ့ Astra လေးထပ်ပေးထားခဲ့ဆိုပေမဲ့တစ်ဖက်က Big Good တွေမှာ spare part ပြန်ရရနေပဲ Paladins ပြန်လည်းပြီးတော့ forward ထားနိုင်ခဲ့ပါပြီ Cherry Cutie ကဒါတော့မှကျွန်တော်ဒီ goal lane မှာ Ruby ထွက်လာတော့အကယ်၍များ goal lane မှာ Massman ထွက်လာပြီဆိုရင်ဒါခဏကျွန်တော်ကြာသွားမဲ့အခြေအနေတခုရှိရယ် Chip Drop ကနောက်ပိုင်းမှာတော်တော်များများအသုံးပြုလာကြတယ်အဓိက early game မှာဒီ goal lane Massman ထုတ်လာလို့ရှိရင်အထောင်တွေဖြစ်လာတာများတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒီ Chip နဲ့ပြန်ပြီးတော့ counter ကြတယ်ခုနကတော့ replay တွေရအပြောက်ကွက်မှာသွားကြည့်ရတယ်ဆိုလို့ရှိရင်လေကျွန်တော်လက်ရှိနေတာပဒန်းနဲ့သူတို့ကိုမိုတွဲရတဲ့အပိုင်းတွေကစီပြေခဲ့တယ်ဆိုရင်ပဲတကယ်တော့ကျွန်တော် YG ဘက်က Han က Lucas နဲ့အခုချိန်ဒီဖီနေသေးပဲဗျာအဓိကတော့အဲ့လိုမျိုး instant ပြတ်ဖို့အတွက်အနေငယ်လေး damage ရှိလိုနေရလို့ပဲပြောပြပါလဲ but figure ပြေးထိုးတိုင်းတော့မလီနာတစ်ချိန်မဲ့ flicker ပြန်ပြီးတော့အသုံးပြုနေနေပဲ escape ဖြစ်အောင်တော့လှုပ်ထားရသေးရဲ့ဗျာလာနေကတော်တော်လေးတော့ကောင်းတယ်နော် game 2မှာတော့တမရှိရှိနေခဲ့တဲ့ Balatina ဆိုတော့တောင်ကတော့ကျွန်တော်သွားပြီးတော့ဖမ်းလို့မရတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဗျာနော်ဒါကတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် Ambient Indo ဘာညာဆိုလို့ရှိရင်လည်း RQ နေနဲ့ Badan ကိုတို့ကဒီ Time Boy ဘာညာပြန်ရတဲ့အပိုင်းဒီမှာအတော်လေးတော့အသုံးပြုလေးရှိတယ်ဗဒန်ကလည်းကျွန်တော်တို့ဒါ game changing moment တွေအများကြီးဖန်တီးပေးနိုင်ခဲ့တဲ့ fighter တကောင်ဖြစ်နေခဲ့တဲ့ need တူပဲဒီ game 2မှာဒီဗဒန်ရဲ့တွဲလုံးနဲ့ T Brock ကောင်းကောင်းကြီး backline control တွေတောက်လျှောက် flank လုပ်ပေးခဲ့တဲ့အပိုင်းလေးတွေကမစိုးဘူးဗျဒါမှလည်းပဲဒါခုနပြောခဲ့သလိုပဲ Mega Balatina ဖြစ်နေခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့သူ့အနေနဲ့အရင်မလွယ်ကူသေးဘူးဆိုတဲ့အနေအထားမျိုးလေးတွေပြန်တွေ့ရတယ်ပေါ့နော်အောက်မှာတော့ by 1အနေထားမှာ spam control ဘိုင်းတွေက T Brock အရင်သွားလို့တော့သိမရသေးဘူးဗျအခန့်ပြန်ပြီးတော့ရောက်ရှိလာခြင်းတဲ့ need တူနောက်မှလည်း Polygon ဘိုင်းတွေပြန်ပြီးတော့ရှိနေသေးပဲဆိုတော့ဒီ data ကိုရဖို့ဆိုတာလည်း Paladins အနေငယ်လေးတော့ဆက်ပြီးတော့ရုန်းကန်ရပါဦးမယ်ဒီ data fight ကတော့ပုံရင်လေးပြောရင် Paladins နဲ့တိတ်တော့မလွယ်ဘူးဗျလက်ရှိချိန်ဒီမှာသူတို့သွားဖို့အတွက်ဆိုလို့ရှိရင်ဒီ essential ကိုနည်းနည်းလေး space လေးပြန်သွားကြည့်ပေးမှတော့ရမယ် dash ပြီး fail air strike အောက်မှာတော့ fixed pan ထိုးရဗျာကဲမရဘူးဗျာနော် Badan figure ပြန်ပြီးတော့ပေးထားခဲ့နောက်မှာတောက်လျှောက်ပဲ protocol တွေအပေါက်တွေနဲ့ဝင်ကုန်ပြီနော်နောက်တွေရောက်ကုန်ပြီဗျာဒီမှာတော့ D Pro ပြန်ပြီးတော့ down ထားသေးရဲ့ဗျာရှေ့မှာချန်နေခဲ့တဲ့ Cherry Cutie တယောက်ပါတောက်လျှောက်ဆိုလို့ flash combo တွေကြားထဲမှာထပ်မှန်ပြီးတော့သေဆုံးနေနေပဲ Hiroke နှစ်ကောင်ထိကိုတော့ကြာသွားခဲ့ရတယ်ဗျာမရအောင်နော်ကျွန်တော် blue sign ဒီအချိန်ဒီမှာ YG ကအပေါ်တွေခေါ်ပြီးတော့ねအကုန်လိုက်ရှင်းတဲ့ကိစ္စဗျာဒီအချိန်ထွက်လာတဲ့ second target fight မှာလည်းရပြီဆိုလို့ရှိရင်တော့ဒါတွေ3ရင်လုံးကတော့ YG ရသွားဖို့ကြာရင်တော့များတယ်ဒီတိုင်းဆိုရင် Paladins နဲ့ဒီမတိုင်ခင်မှာသူတို့လိုအပ်နေတဲ့ item တွေမြန်မြန်ဖမ်းမှရမယ်သူတို့စီမှာ Even G ရဲ့ from the air strike ရှိမယ်ကျွန်တော်ရှီဇူးရဲ့ item လေးတွေရှိမယ်ဒီຢာတွေကိုမြန်မြန်ဆန်ဖမ်းနိုင်မယ်ဆိုမှလိုက်ပြီးတော့ကျွန်တော်ဒါရှင်းတီးလို့ရမှာဗျာဟုတ်တယ်နော်အဓိကလည်းကျွန်တော် Paladins ဘက်ကလည်းအဲ့လိုမျိုးပြန်ပြီးတော့ရည်တန်းရှင်းနေတဲ့ Arligan ဒီတက်ပို့ပြီးတော့မနှိမ့်အောင်သူဆက်ပြီးတော့သွားမှတော့ရလိမ့်မယ်သူ Mountain Shot တွေပဲထပ်ပြီးတော့ပေးသွားပြီနောက်မှလည်း Banji နေနဲ့ flanking သွားဖို့အတွက် ambush လုပ်နေခဲ့တဲ့ character တစ်ခုမှာဒီ buff ကို pressure ပေးဖို့ကတော့သူ့အနေနဲ့အရင်တော့သိမလွယ်ဘူးဗျာ Chip ကဒီ backline တွေကပေါ်တဲ့တဲ့ကိုထွက်လာပြီးတော့သူ့ကိုပြန်ပြီးတော့ flanking ပြန်လုပ်ခဲ့မယ်ဆိုရင်တော့သူကိုယ်တိုင်ပဲပေးဆက်ရတဲ့အနေအထားမျိုးလေးသွားပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်နည်းနည်းလေးတော့ကွာမှုတွေက making time ဝင်မှာစပြီးတော့ရှိလာတယ်နောက်ကတ 2.4k goal leader တစ်ဖက်မှာလည်း Banji win spine win လေးနဲ့ပြန်တန်းနေခဲ့ဆိုပေမဲ့ဘာမှတော့တိတ်လို့မရသေးဘူးဒီ Brock နဲ့နောက်မှာလည်းကြာရှိနေခဲ့တဲ့ Cherry Cutie lane control ပြန်ပြီးတော့ swap သွားခဲ့တဲ့အခိုက်အတန့်မှာတော့ Paladins ရဲ့ gangan ပိုင်းလေးတစ်ချက်ပြန်ပြီးတော့စောင့်ကြည့်ရမယ်ဗျာ Crash Core Drive Forza air strike ထပ်ပြီးတော့ပြီးလိုက်ရပြီမိကိုပြန်လာမဲ့အခိုက်အတန့်မှာတော့ 1G ဘာပြန်ပြီးတော့ action ယူမလဲဆက်ပြီးတော့ကြည့်ရမယ်ဗျာလွယ်တော့မလွယ်ဘူးဗျာနော် Forza air strike လည်းမရှိတော့တဲ့အနေထားဆိုတော့အနေငယ်လေးကိုသူတို့ပြန်ပြီးတော့စောင့်တော့စောင့်ရမယ်လီနာလည်းသူ Mountain Shot ကလေးပါလေးပြန်ထားတယ်vision လေးပါလေးပြန်စစ်ထားနေနေပဲပေါ်မှာရှိနေခဲ့တဲ့အနေထားတစ်ခုတော့တစ်ပတ်ကနေပြီးတော့ blink protocol လေးလှုပ်ချင်တာဗျအောက်မှာတော့ tower တော့ယူသွားတယ်ဒီက map ပြင်သွားလည်းပါတယ်ဗျပေါ်မှာ3ယောက်ဆိုတော့
တာဝါလေးပါလေးပြန်ပြီးလဲလဲရမယ်အနေထားမျိုးလို့ကျွန်တော်ပြောရလိမ့်မယ်ဒါပေမဲ့ sustain အနေနဲ့လည်းဒီတာဝါကိုတော့ရသလောက်လေးလာပြီးတော့ကာရော့ကာခြင်းပဲအစင်းတော့မပြေဘူးဗျဗဒန်းနဲ့မယ်တီတာဆိုတော့နော်သွားကလည်းတိတ်တော့မထူးဗျလက်ရှိကသူတို့အဲ့ setup combo လေးကိုတွဲဖို့အတွက်လိုအပ်နေတာအားဒီ game မှာတော့သူတို့ jungle invade လုပ်ဖို့ကြိုးစားခဲ့တဲ့အရာတစ်ခုနဲ့ဒါတုံ့ပြန်ခဲ့တဲ့အရာမမထန်ထန်ရှိခဲ့တယ်objective ထွက်လာတဲ့အချိန်ဒီမှာဒီအရာတွေလုပ်ဖို့အတွက်လိုအပ်တယ်ဗျ objective မတိုင်ခင်မှာ YG လုပ်နေတဲ့ action တွေက laning phase ကိုတောင်းတယ်ဒီ battle spread တွေအကုန်လုံးတောင်းတယ် ultimate တွေအားအစအကုန်တောင်းထားတဲ့အချိန်ဒီတစ်ခုမှာ 5v5 တွေကပါလာဒီအရှင်နဲ့ရင်ဆိုင်ရဖို့ခက်ခဲနေရပေါ့နော်အဲ့တော့ဒီ battle spell တွေစောစီးမပေးဘဲနဲ့ဒီ 5v5 face to face တွေပြန်ပြီးရှင်သွားနိုင်ပြီးတော့ပါလာဒီ back ကတာဒီပဒန်းပြေးထိုးတဲ့ combo လေးတစ်ခုမိသွားမယ်ဆိုရင်တော့ turning point ရေးတစ်ခုအပြောင်းလဲတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ရနိုင်နေဗျာ Crash the Dry Show Players ဘက်ကလည်း offensive ထပ်ပေးတာနဲ့ပဲ Tower Bandage တွေအောက်မှာတော့ Cherry QD ကောင်းကောင်းကြီးပဲ 2v1 မှာ defend ထားနိုင်ခဲ့တဲ့အနေအထားမျိုးလေးရောရှိတယ်ဗျာတက်တဲ့ fight မှာတော့ Paladin စနေနဲ့ပြန်ရတယ်တော့ကောင်းပါရဲ့ဒါပေမဲ့လည်းပဲဒီ data ကိုထပ်ပေးရမယ်ဆိုလို့ရှိရင်တော့သူတို့နှစ်သိန်းကြားတွေကကွာမှုကတော့ပို့ပြီးတော့ကြီးမားလာမယ့်အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော်ရှေ့မှာတော့ Badan အနေနဲ့ front line မှာတော့ T Brock စောင့်ဝင်လာဖို့တော့ကြိုးစားနေတယ်နောက်မှလည်း Shizu အနေနဲ့ Mount Striker လေးထပ်ပေးထားခဲ့တဲ့ခက်တဲ့မှာ Vision ဘိုင်းကတော့သူအနေနဲ့ပြန်ပြီးတော့အားစချက်ရှိတယ်ဆိုပေမဲ့ 5 man လေးပဲ Paladins ဘက်ကပြန်ပြီးတော့ focus ထားလာမယ်အခြေအနေပါဒါပေမဲ့ဒီ objective 5နဲ့ opposite lane မှာတော့တစ်ဖက်က stage check လောက်ကတော့ပြန် push မယ်ဆိုတော့ 5/4 နဲ့ပဲ YG Tata ကို take down လုပ်ဖို့တော့ကြိုးစားပါဦးမယ်ဒါတရားတော့ကျွန်တော်တို့ဒါတရားပေါက်တော့ဆိုင်တော့ဆိုင်ကြမယ်တူပါတယ် mid ကတော့တရားလေးတော့လွတ်နေတယ်เนาะနောက်ကနေပြီးတော့ blade နေနဲ့ဝင်လာမယ် final flash Beagle ပြပေးထားသေးတယ် overdrive protocol နဲ့နောက်မှလည်း follow air threat offensive မှာ 4 man သွားပြီးတော့ထိနေတဲ့အနေထားတစ်ခုမှာတော့ follow damage မပါလာရင်တော့ cherry duty ပြန်ပြီးတော့ down နေဗျာအချင်းမချန်နေခဲ့တဲ့ဒီ bro ပါပြန်ပြီးတော့ forward လုပ်နေနေပဲ initiative နေကောင်းတယ်ဆိုရင်ပဲ damage မလုံလောက်တဲ့ပြဿနာတော့ကြုံနေရတော့မယ်ဗျ damage လောက်ဖို့လိုအပ်နေတယ် damage ပေးရတဲ့ဘိုင်းလေးတွေအဆင်ပြေဖို့လိုအပ်တယ်ဖွင့်လေပြောရင် event ကြီးရဲ့ feather air strike တွေကထိတ်ရတယ်ဆိုပေမဲ့ YG ဘက်ကိုအရန်ကြီး pressure ပေးနိုင်လောက်တဲ့အထိမရှိတော့ဘူးဗျာအဲ့တော့လောကတော့ကျွန်တော်ပြန်ပြီးပြောင်းသွားခဲ့ပြီဆိုတော့သူတို့ combo တွဲလုံးလေးတွေ battle spell ပြန်စောင့်နေနေတူတယ်ခုနကတော့ event ကြီးနေနဲ့ flicker မရှိနေဘူးပေါ့ဗျာအဲ့တော့အဲ့ flicker time တခုပြန်စောင့်နေရနေတူတယ် YG ဘက်ကတော့ရှင်းတယ်အဲ့ဒီ chip ပြပေါ်တဲ့ connect လုပ်ပြီးတော့ပဲ zoning control တခုအသုံးချပြီးသူတို့အနေနဲ့ပြန်သွားတာဗျာ combo တွေကတော့တောက်လျှောက်မိနေသေးဆိုတော့ Paladin ဒီချက်ကိုတော့ပြန်စဉ်းစားဖို့လိုအပ်ပါတယ် Crash the Dry Badan in the face run in the back line flat နောက် flash တွေမှာ 2 man တစ်ဖက် station တောက်လျှောက်ခွဲနေခဲ့ Breathing Churu နောက်မှလည်း air strike ထပ်ပေးတာနဲ့ပဲ hand လောထရခဲ့တဲ့ character တခုမှာတော့ blend ကောင်သူတို့လက်ပြီးတော့အဆုံးသတ်ချင်တယ် Little Z နဲ့ထပ်ပါလာခဲ့တဲ့ character တခုမှာ Moon Shot ကထပ်ပေးတယ်လွဲချော်နေခဲ့တဲ့အခြေအနေမှာ blend ကောင်ပြန်ပြီးတော့ take down လုပ်ထားရတယ်ပဲ 1 for 1ပြန်ထွေးနိုင်ခဲ့တဲ့ character မှာတော့ Millen ရဲ့ chance ရှိနေခဲ့တဲ့ first tower ကိုပါလောပေးတာပြီးတော့ Paladins ပြန်လည်ပြီးတော့သိမ့်ပိတ်ထားနိုင်ပါသေးတယ်ကောင်းနေဗျာနော်နှစ်သင်းလုံးကတော့သူတို့ objective သူတို့ပဲသွားနေကြတယ်တသင်းကလည်းဒီ tower objective fight တွေအတွက်နည်းလေးပို့ပြီးတော့ရွေထားပုံရတယ်တသင်းကလည်း law ယူပြီးတော့တဲပြီးတော့ပတ်သွားတယ်ဗျာဆိုတော့ YO Platin ရောဒီနှစ်သင်းကြားထဲမှာရှိတဲ့အားပြိုင်မှုတွေကတော့လက်ရှိချိန်မှာမြင့်တက်နေပြီး and များတယ် stay but the fake craft for the air strategy ကြားထဲမှာ stay ဒီတစ်ခေါက်မှာတော့လွတ်မြောက်နိုင်ခြင်းတော့မရှိတော့ဘူးဗျာလောပေးလိုက်ရတယ်ဆိုရင် Paladins ကဆိုးဗျနော်သူတို့ရဲ့တုံ့ပြန်ပုံတွေကလက်ရှိချိန်ဒီမှာဒီလောက်တော့သူတို့အနေနဲ့ပြန်ကာလို့ရတယ် Cherry Duty goal lane မှာကျွန်တော်ဒီ Ruby ထွက်လာတဲ့အရာတခုကဒီ offense crowd control တွေကကျွန်တော်တစ်ဖက်မှာ YG ဘက်ကိုတော့အရင်ကျွန်တော်တိုးလို့လှုပ်လို့မရအောင်အကောင်းဆုံး hand တားပေးထားနိုင်သေးတယ် stage လေးရလိုက်တာဆိုတော့ first loader ပေးလိုက်ရရဆိုရင် Paladins နဲ့အရင် network gap ကိုတော့ကျွန်တော်ဒါကွာဟမှုကြီးတော့ပေးထားမျိုးမဟုတ်ဘူးအဲ့တော့ item တွေရင်ကြည့်ကြမယ်ဗျာလက်ရှိချိန်ဒီမှာကွာချောင်းမှုတစ်ခုအနေနဲ့အရင်သိမ့်မရှိဂျန်လာနှကောင်ကြားထဲမှာစိမ့်လို့တော့ပြောလို့ရတယ်ပေါ့နော် 6k 6.1k ရှီဇူးအနေနဲ့တော့ item ထွက်နေပြီလို့ပြောလို့ရတဲ့အနေအထားတစ်ခုဗျာအမြင့်မှလည်းသိမ့်မပေါ့နော်LS ပဲပါလည်းသူ့အနေနဲ့ထပ်သွားခဲ့တဲ့အနေအထားမျိုးလေးတွေရှိလာပြီအဓိကတော့ Tower Bandage ဘာနေမှာတစ်ဖက်က Paladins ကပို့ပြီးတော့အားကောင်းနေစေဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့လိုက်ရတယ်ဗျာအဲ့အတွက်ကြောင့်တော့ Map Control ဘာနေ Tower Bandage ဘာနေမှာ YG အနေနဲ့နည်းနည်းလေးပြန်ပြီးတော့ရုန်းကန်နေရတဲ့အနေအထားမျိုးလေးလည်းရှိတယ်အထူးသဖြင့် long နဲ့ opposite lane မှာ first tower တော့ရလိုက်ပြီကလောက်ကလည်း station နဲ့ပြန်ပြီးတော့သွားပြီးတော့ pushing ပေးခြင်းတဲ့အနေအထားမျိုးလေးရှိတယ်ဒါပေမဲ့ long lane မှာအခုချိန်ဒီ first tower မရသေးဘူးဆိုတဲ့ချက်တစ်ခုဒီ station cloud ကိုနည်းနည်းလေးပြန်ပြီးတော့ lower ကန်ရခက်ခဲစေတဲ့အနေအထားမျိုးလေးလို့ပြောရမယ်ပေါ့နော် Evan G နဲ့သူ energy impact လေးထပ်ပေးတော့ပြီးတော့ပြန်လည်းပြီးတော့ forward သွားခဲ့တဲ့အခိုက်အတန့်မှာတော့နောက်ကနေ T Brock ထပ်ပါလာတဲ့ဆိုတဲ့ချက်တစ်ခုတော့ blend သွားပြီးတော့တည်နေတယ်အဓိကတော့ ambush လုပ်ခဲ့တဲ့အပါလေးမှာပိုအားကောင်းနေတယ် Little Z နဲ့ပြန်ပေးတစ်ဖက်က immortal ကိုပြန်ဖြုတ်ထားဖို့တော့များနေတယ် Crash God Dread မှာပြန်ပါလာသေးတယ်နောက်ကလည်းတောက်ချော damage အောက်မှာတစ်ဖက်က T Bro only ပဲလိုက်ကြည့်နေခဲ့တဲ့ခိုက်တာတစ်ခုမှာတော့တစ်ဖက်ကလည်းခံ slash ဒီအောက်မှာ cloud wave ပြန်ခွဲထားတဲ့ cycling e ကပြန်တန်းခဲ့တဲ့ damage တွေကြားထဲမှာ T Bro ပြန်ကျသလို show blast တွေ Alex the Beast နဲ့ flash combo 3 man Kalen Spree root ကောင်မှာထပ်ကြတဲ့ 2 man Beagle နဲ့ Vanity QD ပြန်ပြီးတော့ပေးခဲ့ရမယ်တောက်ချောဆိုသလို backline တွေအောက်မှာ line မနေနေပဲ Cherry Curie ရဲ့ Ruby ပါထပ်ကြဖို့တော့များနေသေးတယ်ဗျ Lina Mega K နဲ့တူပဲကြာရှိနေခဲ့တဲ့ Banji တကောင်ပါဟန်လိုက်မဖို့ရှိနေခဲ့တဲ့ character တခုမှာတော့ combo form မရှိတော့သေးဘူးဆိုပေမဲ့ Banji လွတ်ခဲ့ရဆိုရင်တော့မှဒီ objective fire တွေမှာ Paladins ဆက်ကြဖို့တော့ရှိနေပါဦးမယ် air strike မပြီးသေးဘူးဒါပေမဲ့ ပေါ်တွေကနေပြန်ပြီးထွက်လာခဲ့ပြီဗျာ play အနေနဲ့တော့ crash golf သုံးနေတယ် wings by wings လေးနဲ့ပဲပြန် fall သွားပြီဆိုတော့ Hiruki တကောင်တော့ပြန်လေရယူပေးထားနိုင်တာ Paladin အတွက် CPA လို့ပြောလို့ရတယ်ဒါပေမဲ့ mid မှာ first tower ပေးလိုက်ရတယ်ဗျာ
အဓိကဝိုင်းကြီးကနည်းလေးသွားပြီးတော့ event ကြီး end up ဖြစ်နေအောင်သူတို့ဖြုတ်ချင်နေရပါတော့ကြည့်ရသလားဆိုလို့ရှိရင်ဒါတောက်လျှောက်ဆိုလိုပဲဟန်လိုက်ပြီးတော့အိမ်နေနောက်မှလည်းကျွန်တော်တို့ဒါဘယ်ကွန်ပေါက်တေရနေပြီးတော့တောက်လျှောက်ဆိုလိုဝင်ပြီးတော့မှအဆုံးသတ်ရှင်တဲ့သဘောလေးတွေ့ရတယ်ပဲ event ကြီးဒီနေ့ပွဲစဉ်မှာတော့သူ့ရဲ့ performance တွေကတော့မစိုးတော့ဘူးဗျာဒါပေမဲ့ဝိုင်းကြီးရဲ့လက်ရှိချိန်မှာ number 3 key တော့တိုင်လို့ဒါပေမဲ့ game 1နဲ့ဆိုင်တော့မစိုးလို့ပြောလို့ရတယ် game 1တော့က7 minutes ဆိုလို့ရှိရင်1000နီးပါးလောက်ပြတ်နေပြီဗျာနော်ဟုတ်တယ်အဓိကကျွန်တော်ဒီပုံမှန်ဒီပွဲစဉ်အတွက် combo link up လေးတွေပေါ့ဗျာနှစ်ကောင်နဲ့တွားလို့ရတဲ့အရာလေးရာဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဗျာရည်စင်ရှင်းနဲ့ ruby တွားမလားကျွန်တော်ဒါ combo တွဲလို့ရတယ်တစ်ဖက်မှာလည်းကျွန်တော်ဒီ pattern နဲ့ fasa တွားမလားချိတ်လို့ရတယ်ဗျာဒီအရာလေးတွေ link up လေးတွေနဲ့ပဲ paladins က early game မှာကတွားမိနေတယ်အခုလက်ရှိအချိန်ဒီမှာလည်းဖဲတဲ့ extra ပြန်ပြီးတော့ရတယ်ဗျာ Cloud wave backline on stage 3v1 တောက်လျှောက်ပြန်ခွဲတစ်ဖက်ကလည်း by 1နေထားဒီမှာပြန်ပြီးတော့ကြောက်ဖို့တော့များတယ် Bigo show plans and the beach တွေထပ်ပေးတာနဲ့ပဲတောက်လျှောက်သူတို့လာပြီးတော့ပြန် trade ဖို့တော့ကြိုးစားတယ်ဗျာ 1 for 1နဲ့ပြီးဆုံးသွားခဲ့တဲ့ character တစ်ခုမှာတော့ low objective file လေးရောစပြီးတော့ပေါ်လာပြီနောက်မှလည်း 1G နေနဲ့ now gap ကတော့ minimize နည်းနည်းလေးပြန်ပြီးတော့လောက်ခံလိုက်ရတဲ့အနေအထားမျိုးတော့ဖြစ်သွားတယ်ပေါ့နော် 3.5k ကနေ 2.1k ပဲကျန်ရှိနေခဲ့တဲ့ character မှာတော့အချိန်ကြာလေးတစ်ဖက်က Ruby ရဲ့တောက်လျှောက်ပါလာခဲ့တဲ့ spare ban တွေ close switch control တွေဟာဒီ bro ရဲ့ pattern နဲ့ပူးပေါင်းပြီးတော့ Paladins ဘက်ကနည်းနည်းလေးပြန်ပြီးတော့ momentum ရလာခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့ဆက်တွေ့ရတယ် expanded river ဆိုပြီးဖြစ်နေခဲ့တဲ့ character တစ်ခုမှာလည်း objective file တွေနဲ့သူတို့ရဲ့ဒါ lane match ပိုင်းတို့ပြန်သွားဖို့လွယ်ကူနေတယ် energy impact နဲ့ crash control backline ကိုပေါ်တယ်ထပ်ပြီးတော့ခေါ်နေခဲ့တဲ့ character မှာ cloud wave တွေတောက်လျှောက်ပဲ stage ပြန်ခွဲနေခဲ့တဲ့ character တစ်ခုမှာတစ်ဖက်ကလည်းပြန်ပြီးတော့မိနေတဲ့ T Brock terrify တောက်လျှောက် strike တွေအောက်မှာရင်နေတဲ့ Kingsley Street order Bigo slash မှာ 2 man လေးပဲထပ်ပြီးတော့ထိနေတဲ့ cycling eagle လေးပြန်တန်းနေခဲ့မယ် Shizu ပြန်ပြီးတော့ forward ထားပါဦးမယ်ဒီကောင်းပါလေ Hiroki ဒီကောင်ထပ်ပြီးတော့ပေးလိုက်ရတယ်ဗျာဒီ bro အနေနဲ့ flicker အသုံးပြုခွင့်တော့မရလိုက်ဘူးဒီကတော့ blizzard damage တွေ portal connect တွေကြားထဲမှာတောက်လျှောက်ဆိုလိုပဲ Hiroki တကောင်ချင်းစီတော့ပေးနေရတယ် lock ပေါ်လာတဲ့အချိန်မှာ4ယောက်5ယောက်ဖြစ်နေတယ်ဒီစံချင်းရှိနေသေးတဲ့ movement ဆိုရင်လည်းကျွန်တော်ဒီ lock တော့ခေါင်းတိုးဖို့လွယ်ပါမလား front line hero တကောင်မရှိတဲ့ကိစ္စတော်တော်လေးသိတာတယ်ဗျာတိုးဖို့မလွယ်ဘူးဖြစ်နေတာတော့ကျွန်တော်ဝိုင်းကြီးပဲရပါပြီတသားရလေးပဲအဲ့တော့ဒီကတော့ကျွန်တော်ဘယ်နဲ့ဆိုင်မှုကိုကြိုးစားနေသေးတယ်စိတ်တော့မလွယ်တော့ဘူးဗျာဒီစပယ်တောင်းလောက်ပဲရနိုင်မယ်မောင်လေးရှော့ကချက်မှာတော့ပြတ်ပါဝါနေနေတူတယ်ကဲနောက်မှလည်းတောက်လျှောက် blizzard damage တွေပြန်ပြီးသုံးထားသေးတဲ့နောက်မှာ Shizu ဒီကောင်မှာပြန်တောင်းနေဗျာကျန်နေခဲ့တဲ့ Cherry Duty P ကိုတွေပေးထားခဲ့ပဲ Patel Big Grab ပြန်သုံးထားခဲ့တဲ့နောက်မှာတော့ play ပြန်ပြီးတော့ကြာရမယ်လေတောက်လျှောက်ဆိုလိုပဲ routine စီပြန်ပြီးတော့တောင်းခဲ့ရတယ်ဗျာနောက်မှာကျန်နေခဲ့တဲ့ T Pro ကောင်မှာအဆုံးသက်ပေးနေတယ်ပဲ Triple K by State ကိုပါသိမ့်ပိုက်သွားခဲ့ဗျာ143 trade 2ပါရှင်ကို Glady ကိုဆက်ပြီးတော့သိမ့်ပိုက်ထားနေပြီကြာရှိနေခဲ့တဲ့ Paladins defend ထားဖို့ကအရင်မလွယ်ကူတဲ့အနေထားပြီးတော့ဖြစ်သွားပြီဗျာ follow the law တစ်ဖက်ကလည်း for the air strike ကို impact ကြီး tap slash တွေ auto range မှာရောက်ရှိနေခဲ့တဲ့ character တစ်ခုပါတော့သူ့အနေနဲ့ air strike ပြန်ပြီးတော့ပေးထားစတဲ့ဆိုပေမဲ့ 4v1 မှာ defend ထားဖို့ကအရင်တော့သိမလွယ်သေးဘူးဗျာ resurrect time ကလည်းအနေငယ် second အရာကျလိုအပ်ချက်တွေရှိနေကြဆိုတဲ့အခြေအနေမျိုးတွေမှာတော့ first megalin ကိုရရှိဖို့ 1G ထပ်ပြီးတော့တက်လာဖို့တော့ကြိုးစားခြင်းတယ်ဒါမှလည်းပဲပို့ပြီးတော့ simple သွားခြင်းခဲ့တဲ့အခိုက်အတန့်မှာတော့ပြန်လိုက်ပြီးတော့ forward ထားလိုက်ပါပြီတော့ကျွန်တော်ဒါပြန်ပြီးတော့တက်လာခဲ့တယ်ဗျာတလိန်လောက်တော့ကြာသွားတဲ့ပုံစံတစ်ခုပဲ Paladins နဲ့ခုနကတော့လိုမျိုးကိုမိုရီမိနေစေဆိုပေမဲ့ဒီကကျွန်တော် stage တို့ဘာလို့ဖြည့်ရှင်းထားနိုင်ခြင်းမရှိခုနက triple K ရသွားတယ်အပေါ်အောက်သွားပြီးတော့ gang လုံးတဲ့အချိန်ဒီမှာ stage ကို K တွေရနေသေးတယ်ဆိုပေမဲ့ triple K လောက်ထိပေးလိုက်ရတဲ့အရာတော့နည်းနည်းများသွားပြီလို့ပြောလို့ရတယ်နောက်ပိုင်းဆိုရင်ဒီ cloud ရဲ့နေကြအရာတောက်လျှောက် basic တက် light ထူတာမျိုးတွေ black energy တွေခွဲတာမျိုးတွေမှာလုံးဝဖြတ်ထွက်နေတော့မှာဗျာဟုတ်တယ်ကလောက်ကသူကခုနကကြည့်လိုက်တာဝင်တော့ nature လားဝင်တော့ crown လားမသိဘူးเนาะသူသွားနေဗျာအဓိကတော့ဘာလဲဆိုတော့ဒီနောက်ပိုင်းတွေမှာ fast fire air strike damage ကဟုတ်တယ်ဝင်တော့ crown သွားတာပုံမှန်အဖြစ်ကတော့ဝင်တော့ nature လေးပါလေသွားကြတယ်ဒါပေမဲ့ဒီပွဲမှာအဓိကပြဿနာရှာနေတာ fasaဟုတ်တယ်သူ fasa ကိုပြန်ကာဖို့အတွက်သွားခဲ့ရလို့ပဲဒါပြောမယ်ဗျာနော် fasa ဒီအချိန်မှာ define clip ပြီးနေပြီ genius 1နဲ့ line interaction သွားမယ်နဲ့တူတယ်တစ်ဖက်က Valentina တော့ item ပို့ပြီးတော့များတယ် black wing နဲ့သွားရတဲ့ခန်းကဏ္ဍတစ်ခုဗျာဘာပဲနေကျွန်တော်ဒီ IMU နဲ့ပြန်ကူးထားတဲ့အရာဆိုလို့ရှိရင်တော့မှ Lina ကတောက်လျှောက်ထိုင်ရှိပြီးပြန်သွားလို့ရတယ်ပေါ့နော်ကဲဆိုတော့ crash call drive လေးထပ်ပြီးတော့ပေးရမယ်ဒီ bro အနေနဲ့လမ်းပြောင်းနေပြီနောက်မှ overdrive တွေဆက်ရှိနေကြတဲ့ character တခုမှာတော့သူလွတ်ဖို့တော့နည်းနည်းလေးမလွယ်တော့ဘူးဗျနောက်က banyan strike တွေမှာတစ်ဖက်ကလည်း rookie စီးအနေနဲ့ guiding ဝင်လေးပြန်ပြီးတော့ပေးရမယ်ဆိုလို့ရှိရင်တော့ပြန်လွတ်သွားဖို့တော့များနေတယ် sustainable လုံးဝပြေးသွားတဲ့မာသေးတာနောက်မှလည်းသူ့အနေနဲ့ black wings တွေထပ်ပြီးတော့ပေးထားခဲ့တဲ့ character မှာတော့နောက်ပိုင်းကျွန်တော်တို့ T bro ရဲ့ button လုံးချင်အောင်လုပ်ပြီးတော့အလားဆုံးပြုံးလို့ရတယ်ဆိုတဲ့အနေအထားမျိုးတွေသွားပြီးတော့ဖြစ်နေပြီနော် backline ကိုသူ့အနေနဲ့ guiding ဝင်နဲ့ကောင်းကောင်းကြီးပဲပြန်ခေါ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးမှာတော့ရှိသွားပြီဆိုတော့ Mount Shotgun လေးဆက်ပြီးသွားခဲ့တဲ့ character မှာဒီ lock fight ကတော့ Paladins အတွက်အတော်လေးကိုမှအရေးပါတဲ့အနေအထားတော့ဖြစ်လာပြီဗျာTop 5 တခုတော့ကျွန်တော်တို့ဒါဆက်လက်ပြီးတော့ကြည့်ရမယ် number 4K လောက်ထိသွားပြီးတော့ကွာနေရဆိုတဲ့အခြေအနေမျိုးမှာတော့ဒါပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဗျာအဲ့လို 4K လောက်ကွာနေတဲ့အချိန်မှာဗတဲ့ကဆိုင်လို့တော့ရတယ်ဒါပေမဲ့ပြဿနာဘာလဲဆိုတော့ Ruby နဲ့ Patel နဲ့ Patel Fake Crack
ထိုးတဲ့နောက်မှာ stick တန်းပြတ်တယ်ဗျာ ။ရာဦး final slash dash ပေးထားတယ်။ 2 man နောက်မှာ blink backline control protocol နဲ့တော့ပြန်ပြီးဖွင့်ထားတယ်ဗျာ Show blast the anticipation flash combo Cherry Q ဒီနေ့ backline control ပါတယ်ဘာတစ်ဖက်ကလည်းရင်းနေတာပြန်နေနေ shut down K မှာ Ibanji ပြန်ချခဲ့ damage တော့မှာတစ်ဖက်ကလည်း backline ကိုပြန်ထိန်းခဲ့ damage တော့မှာ Lady Z နေနဲ့ပြန်လွဲခဲ့တဲ့ character တစ်ခုမှာတော့ full man ကြာရှိနေခဲ့တဲ့ spare ban နဲ့ close range control ပါနေမှာ Paladins ဆက်ပြီးတော့အသာရနေရင်းနေပဲ Lina ပြန်လည်ပြီးတော့ forward ထားပါသေးတယ် Okay 1 for 1တော့ပြန်တော့ထွက်သွားတယ် Paladins ကအဆွေလေးနဲ့တော့ပြန်တော့ပြနေပြီဗျာ station နဲ့ဒီတက်ပို့ပြီးတော့ position ပိုင်းဆိုင်ရာမှာတတိတော့ထားနေပြီ Ezra ချင်းတန်းပြတ်တဲ့အနေထားတကူ Event ကြီးနဲ့တစ်ခါပဲဒါပြန်ပြီးတော့တည်ထားနေတယ်တစ်ဖက်ကလည်းကျွန်တော်ဒီ flanking လုပ်တဲ့တန်ကိုပြန်ဆောက်အောင်ပါပဲအဓိကကျွန်တော်ဒီ station တွေပြန်သွားခဲ့တဲ့အရာဆိုရင်ကိုယ်ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော် station တွေ online လုပ်ပြီးတော့ဒီ gang game တွေမှာသွားပြီး laning phase တွေသွား split push လုပ်ရတယ်အပြောက်နေတာပိုကောင်းမလားလို့ အဓိကဘာလဲဆိုတော့ damage မလောက်တဲ့ပြဿနာကို YG ကပြန်လဲရင်ဆိုင်လာရတာ stage ကြသွားလို့ရှိရင်အတင်းကဗတဲ့ဆက်ဆိုင်ဖို့ကဘလို့မှမလွယ်တဲ့အခြေအနေမျိုးဖြစ်လာတာပေါ့နော်ဒီကောက်မှာလည်း blink ထပ်ပြီးဝင်လာတဲ့ Pico ပေးထားတဲ့နောက်မှာအသားလေးပဲ protocol လေးပါလေးပေးဖို့တော့ရင်းတော့စင်မပြေသေးဘူးဗျာဆိုတော့ဒီ လှေတစည်းလေးပါလေးကတော့เนาะကျွန်တော်တို့ရှီဇူးအနေနဲ့လွဲလို့တော့မဖြစ်တော့ဘူးဆိုတော့အချိန်ကိုရောက်လာပြီဗျာဗတဲ့ကိုပြန်ဆိုင်မှဆိုရင်တော့ပလာတွေဘက်ကနေပြန်ဆိုင်လို့ရတဲ့အနေအထားဖြစ်လာပြီလို့သုံးသပ်မယ်ဗျာနော် close ကြည့်လို့ရပါပြီဒီတိုင်း close range control ဘာနေရအတော်လေးအားကောင်းတယ်ဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော်နောက်က backline damage ဘာနေမှာလည်းရည်သက်ရှင်သူရဲ့ close range ဘာနေရဒီ Ruby နဲ့ Badan နောက်ကလိုက်ပြီးတော့ကောင်းကောင်းပေးတဲ့ physical damage တွေရှိမယ်နောက်မှလည်းအလန်းဝေးတဲ့ character မျိုးတွေမှာ long range ဘာရ force extra အများကြီးရှိနေတယ် Ibanji only ကိုပြေးပြီးတော့အဲနေတာပြေးလို့တော့မရတော့ဘူးဗျာ Banji တန်းကြခဲ့ damage ကတော့ show blast ကိုမိုရီမှာ backline 2 man of Adiba Lina ထပ်ပြီးတဲ့ shade ဒီအောက်မှာ damage shade ပဲထပ်ပြီးတော့ mid Lina Z နဲ့ slash ပြရိုက်မှာတော့ဒီ brother ကမှထပ်ပြီးတော့ down 3 man ရှီဇူပြန်ချခဲ့တဲ့ character တခုမှာ 4 man down ဒီမှာဆက်ပြီးတော့ရှိနေရင်းနဲ့ပဲ wide out ပါတယ်မဖြစ်ခဲ့သေးဘူးဆိုပေမဲ့တစ်ဖက်က Rudy ကြီးကာဖို့အသိမလွယ်သေးဘူးဗျာ crash go drive တွေထပ်ပေးတာနဲ့ပဲနောက်က station cloud ပြစ်ချက်တွေအောက်မှာ Yango Glady goes best of 3 series ရဲ့ game number 2ပါတခါတည်းပဲ claim swing နဲ့အတူရိုက်ခွဲထားရတဲ့ပဲနိုင်ပွဲတစ်ခုတော့ဖန်တီးထားနိုင်ပြီလေဖြစ်ပါတယ် Yango Glady Goals ရဲ့ရှာပုံတော်ဇလန်းလေးတစ်ခုမှာเนาะကျွန်တော်နောက်ဆုံးကတော့ Event ကြီးကိုရှာတွေ့သွားနေပဲ game number 2မှာတော့သူတို့နိုင်ပွဲရရှိလို့သွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့2နေ့နဲ့ကျွန်တော် Paladins ကိုတော့ YG နေနဲ့တော့ကျွန်တော်ပြန်ပြီးရှင်းထားသေးရဲ့ဗျာ